အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျမကမဟာချိုင်ကနေကားစီသွားရင်24မိနစ်လောက်ပဲဝေးတယ်ဝက်ထမိုင်ဘုံကြီးကျောင်းကိုသွားလည်ခဲ့တာဖြစ်ပါတယ်ရှင်ဒီနေရာလေးကဘယ်လိုမျိုးလဲဆိုတော့ပေါ့နော်ပြပြရမယ်ဆိုလို့ရှိရင်ဒီနေရာလေးကသွားပြီးတော့ပန်းဖြစ်ဖို့အတွက်တင့်တော်တဲ့နေရာလေးလို့ပဲမှတ်ချက်ပေးခြင်းနဲ့ပေါ့နော်အေဂျင့်နဲ့တိတ်ဆိတ်တယ်ပိတ်ရဖြစ်နေလို့လားတော့မသိဘူးပေါ့နော်လူနည်းနည်းပဲတွေးရတယ်ဓာတ်ပုံရိုက်ဖို့နေရာလေးတော်တော်များများတော့တွေးရနေရာလေးတော်တော်များများတော့ရှိရပေါ့နော်လှတဲ့နေရာဓာတ်ပုံရိုက်လို့လှတဲ့နေရာလေးတွေပြောရမယ်ဆိုလို့ရှိရင်4-5-6နေရာလောက်တော့ရှိမယ်နဲ့တူတယ်ပေါ့နော်အခုကျွန်မသွားနေတဲ့နေရာလေးရဆိုလို့ရှိရင်လည်းတော်လေးကိုတိတ်ဆိတ်ပြီးတော့အေဂျင့်တဲ့နေရာလေးပါဒီထီးလေးတွေနဲ့နေရာဆိုလို့ရှိရင်လည်းပေါ့နော်ဓာတ်ပုံရိုက်မယ်ဆိုလို့ရှိရင်တော့လှတယ်ဒါပေမဲ့ကျွန်မသွားတဲ့ချိန်ကနည်းနည်းနေပြင်းနေပြီဆိုတော့ကျွန်မလည်းတိတ်ပြီးတော့နေရာဆုံးအောင်ဓာတ်ပုံမရိုက်ခဲလိုက်ဘူးပေါ့နော်ဒီနေရာလေးကလည်းလှတယ်ပေါ့နော်ဒါကဒီနေရာမှာတော့မုတ်ဆိုင်လေးတွေကျွန်မတွေ့တယ်ရေခဲမုတ်ဆိုင်လေးတွေအေးဆိုင်လေးတွေဒီနားမှာတော့ရှိတယ်ပေါ့နော်ပိုက်ဆံနေဒီနားမှာမုတ်စားလို့ရမယ်နဲ့တူတယ်သူက Sunday ဆိုလို့ရှိရင်တော့ဆိုင်လေးတွေရှိမယ်နဲ့တူတယ်ကျမတို့သွားတာတော့ Sunday မဟုတ်ဘူးပေါ့နော်ဂျားရက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့လူတော်လေးရောက်ပေါက်နေတယ်လူဆိုလို့ရှိရင်5-6ယောက်လောက်ပဲတွေ့ရတယ်ရှေ့ကိုဆက်ပြီးသွားကြည့်လိုက်ပါအောင်မယ်ရှင်လိုက်ကြည့်ပေးကြပါအောင်နော်ကျမတို့ဘောနော်တပုံရိုက်လိုက်ရှေ့ဆက်သွားလိုက်တပုံရိုက်လိုက်ရှေ့ဆက်သွားလိုက်နဲ့ဟိုသွားဒီသွားပတ်သွားနေကြတာဖြစ်ပါတယ်ဒါဒီအခုသွားမဲ့နေရာလေးကတော့ကျမသဘောအကျဆုံးနေရာလေးတခုပေါ့နော်အဲ့ဒီနေရာမှာအဲ့ဒီနေရာရဲ့ view point တွေတော်တော်လှတယ်လို့ပြောရမယ်သဘောကျတယ်ပေါ့ကျမသဘောကျတာကိုပြောတာပါနော်ခြားသူတွေရောသဘောကျမသိပါဘူးလိုက်ကြည့်ပေးကြပါအောင်ရှင်ဒီနေရာလေးပေါ့နော်သူကဒီနေရာမှာကျွန်မဓာတ်ပုံရိုက်ခဲ့တာတော့ဓာတ်ပုံလလေးတွေအများကြီးရခဲ့တယ်ဘာဖြစ်လို့ဆိုတော့ဒီနေရာမှာလိုက်တင်ကောင်းတယ်နေအောင်ကြီးထိတွေ့ပဲခုနသွားတဲ့နေရာမှာတော့နည်းနည်းမောင်းနေကွာနေအောင်ကြီးမထိတွေ့တဲ့နေရာပေါ့အေးစိမ့်စိမ့်နဲ့အဲ့နေရာမှာတော့လုံးဝဓာတ်ပုံတွေကမဲမှုံတွေပဲရခဲ့တယ်အခုသွားနေတဲ့နေရာပေါ့နော်အဲ့နေရာမှာတော့နေအောင်ကြီးရှိတယ်တော့ဓာတ်ပုံလလေးတွေအများကြီးရခဲ့ပါတယ်ဓာတ်ပုံရိုက်ချင်တဲ့ညီမလေးတွေပေါ့နော်လူကြားထဲမှာဓာတ်ပုံမရိုက်ရဲဘူးအေးစစ်ရိုက်ချင်တယ်ဆိုတဲ့သူတွေနဲ့အေးစစ်အနားယူချင်တယ်ဆိုတဲ့သူတွေပေါ့နော်တနင်္ဂနွေပိတ်ရမှာမဟုတ်ဘဲနဲ့ဂျားရက်ကလေးမှာတွားလေဖို့အတွက်ကြံပြချင်ပါတယ်နီးတဲ့သူတွေတွားလေကြည့်ပါပေါ့နော်လုံးဝကိုတိတ်ဆိတ်ပြီးတော့အေးချမ်းနေရပဲတော်တော်လေးကိုသဘောကျပါတယ်ပေါ့နော်ကျွန်မကတော့အဲ့ဒီမှာလေခုံတန်းရလေးတွေလည်းရှိတဲ့အတွက်ကြောင့်မလို့စားအုပ်လေးတအုပ်ယူသွားပြီးတော့ထိုင်ဖက်ရင်တော့တော်တော်လေးကိုစိန်ရှိမှာပါဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်